မိတ်ဆွေတွေကိုမပြစ်မှားလို့ရှိရင်အကျိုးကျေးဇူး10မျိုးရနိုင်တယ်ကဲအဲ့ဒါလေးကိုနားကြည့်အောင်နံပါတ်1ကထာကဘာပြောတာတော့မိတ်ဆွေကိုမပြစ်မှားတဲ့မစော်ကားတဲ့ပုဂ္ဂိုလ်ဟာတဲ့အိမ်ကနေထွက်လို့ခရီးသွားနေတဲ့အချိန်မှတောင်မှပဲစားစရာတောက်စရာလမ်းခရီးမှသူ့မှာပေါ်ပါတယ်တဲ့သူ့ကိုမှီပြီးတောင်တခြားပုဂ္ဂိုလ်တွေစားကြရတယ်ဥပမာမဲ့ရှင်သီဝလိပေါ့မြတ်စွာဘုရားကိုယ်တိုင်ကတော်လမ်းခရီးတစ်ခုကိုဖြတ်တဲ့အခါမှာအဖြောင့်သွားတဲ့လမ်းနဲ့꿰ပြီးတော့သွားရတဲ့လမ်းနှစ်လမ်းရှိတယ်꿰ပြီးသွားတဲ့လမ်းကမြို့တွေရွာတွေရှိတယ်အဖြောင့်သွားတဲ့လမ်းကတောပဲလူသူမရှိတဲ့တောကြီးဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကသီဝလိပါပါတယ်ပါလို့ရှိရင်တော့တို့အဖြောင့်မဲ့သွားကြရအောင်ဆိုပြီးတော့လူသူမရှိတဲ့လမ်းကနေသွားတာလူသူရှိတဲ့လမ်းကတော့လူတွေကတွေ့လူကြမှာပေါ့လူသူမရှိတဲ့လမ်းကသွားပြီမဲ့လို့တော်နဲ့ကြီးတဲ့ရောင်းနေပြီမဲ့လို့လှူတဲ့လူတွေကအများကြီးတွေ့လာဒါရှင်သီဝလိရဲ့ပုံတစ်ခုအဲ့ဒါပြောရှင်သီဝလိရဲ့သူ့ကံကောတော်တဲ့ရောက်လည်းပဲဘယ်ကနေဘယ်လိုရောက်လာမှမသိတဲ့လူတွေကသူ့ကိုကြွေးကြမွေးကြလှူကြတန်းကြတာဘယ်ကနေဘယ်မှမသိဘူးဆိုရင်တော့ဒါနတ်တွေပေါ့နော်နတ်တွေကဟိုအချွန်တက်ကြီးနဲ့ဝင်းဝါဝါကြီးနဲ့လာပြီးတော့ပွဲရလို့နဝတ္တဇာတွေနဲ့လာကြွေးတာတော့မဟုတ်ဘူးသူလည်းခရီးသွားလို့ပါလို့နဲ့ပဲတွေ့ပြီးတော့ကြွေးသွားတာအဲ့တော့မိတ်ဆွေကိုမပြစ်မှားတဲ့လူကကုညီမဲ့လူနဲ့ကြုံကိုကြုံတယ်သိတဲ့လူနဲ့တွေ့ကိုတွေ့တယ်လို့ဆိုလို့တယ်ပေါ့ဒါနံပါတ်1ကထာကနော်နံပါတ်2ကယံယံသနဗရံယာတိနိဂမေရာဇဌာနိယောသဗ္ဗထပူဇိတောဟောတိယောနိမိတ်တနာနတုပတိမိတ်ဆွေတွေအပေါ်မှာပြစ်မှားမှုမရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်အယတ္တိတသွားဘယ်မျိုးရောက်ဘယ်ရွာရောက်ဘယ်နေရာမှာမဆိုသူဟာအပူဇော်ခံရတယ်လက်ဆောင်တွေရတယ်ပူဇော်တယ်ဆိုတော့လက်ဆောင်ဘာနာပေးကြတယ်သူ့ကိုခီးယူကြိုဆိုကြတယ်ဒါတွေကိုပူဇော်တယ်လို့ခေါ်တာသွားလေရသူ့ဟာမျက်နှာပွင့်တယ်လို့ပြောအဲ့ဒါဒုတိယအကျိုးနောက်တတိယအကျိုးကမိတ်ဆွေကိုအပေါ်မှာမပြစ်မှားတဲ့ပုဂ္ဂိုလ်တွေစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဘယ်တော့မှလမ်းသွားရင်တခိုးဓမြရဲ့အနှိမ့်ဆက်ကိုမခံရဘူးကိုသွားတဲ့အယတ္တိသားကနော်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုအနှောက်အယှက်မပေးဘူးဘယ်နေရာသွားအုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေကကိုယ့်ကိုဒုက္ခမပေးဘူးတခိုးဓမြကလည်းကိုယ့်ကိုမနှိမ့်ဆက်ဘူးအဲ့ဒီလိုအကျိုးမျိုးသဗ္ဗေအမိတ်တိတရတိတဲ့ကိုယ့်ကိုရံပြုမဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံးဘူးကျော်လွှားနိုင်သွားတယ်အဲ့ဒီအကျိုးရတယ်တဲ့ဒါတတိယအကျိုးသရုဋ္ဌအကျိုးကတော့မိတ်ဆွေတွေကိုမပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာအိမ်ပြန်မျက်နှာလှတယ်လို့ပြောလမ်းမှာရံဖြစ်လာတာမရှိဘူးလေအိမ်ပြန်ရင်မျက်နှာလှတယ်သဘာယံပဋိနန္တိတော့လူအတိုင်းဝိုင်းထဲမှာသူဟာအောင်မြင်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိမ်ပြန်မျက်နှာလှတယ်ဆိုတာအစည်းအဝေးတစ်ခုသွားတဲ့အခါမှာသူပြောတာတွေအောင်မြင်လာတယ်အောင်မြင်လာတော့အတိုင်းဝိုင်းထဲမှာသူကပေါ်ပြူလာဖြစ်လာတယ်ဆွေတွေမျိုးတွေထဲမှာလည်းပဲအချီးမွမ်းခံရတယ်ထိတ်တန့်ပုဂ္ဂိုလ်ဖြစ်တယ်ဒါကနံပါတ်4အကျိုးနံပါတ်5တော့သူကိုယ်တိုင်ကသူများကိုအလေးပြုသည့်အတွက်ကြောင့်သူများကိုတယုတသေးလုပ်သည့်အတွက်ကြောင့်သူဟာရှုသေးတမှုခံရတယ်သူများကိုလေးစားသည့်အတွက်ကြောင့်သူ့ကိုလေးစားမှုခံရတယ်သူ့ရဲ့ခုံသတင်းချီးမွမ်းစကားတွေဟာလည်းကြော်စောတဲ့အပြောဆိုခံရတယ်အဲ့တော့လူတွေကမသိကြလို့လူတယောက်ကိုကချိုးချိုးသားသားဆက်ဆက်ပြောမယ်ဆိုရင်ကိုပြန်ချိုးသားချိုးချိုးသားသားဆက်ဆက်ခါရတာပဲလေကိုကရင်ကြီးကြီးနဲ့ပြောရင်သူကရင်ကြီးကြီးပြန်ပြောမှာကိုကဆဆဲပြီးတော့မှသူများချီးမွမ်းတာခံရင်လို့မရဘူးလေကိုကလေးစားလို့ရှိရင်ကိုဟာလေးစားခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုကအယုသိပေးရင်ကိုကအယုသိခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကပင်စွာမြောက်ရတဲ့အကျိုးနောက်တစ်ခုကပူဇကောလဘတိပူဇံဝဏကောပฏิဝန္ဒနာယသောဂိတ်တေသဗ္ဗဘောတိယောမိတ်တနာနတုပတိဒီနေရာမှာမိတ်ဆွေဆိုတာဆရာမိဘဒါတွေကိုပြောတာနော်ဆရာကိုမပြစ်မှားဘူးမိဘကိုမပြစ်မှားဘူးယဟန်တန်ဃာတွေကိုမပြစ်မှားဘူးဒါကြောင့်မို့လို့ကိုကသူများကိုပူဇော်တယ်ဆိုတာဩနာလောက်တာပေးတယ်ကမ်းတယ်လူတယ်တန်းတယ်ဝဏကောပฏิဝန္ဒနာကိုကသူများကိုလေးစားပြီးတော့ရှ िख ိုးတယ်ဆိုရင်ကိုယ်ရှ िख ိုးမဲ့လူပေါ်လာတာတို့ဆိုလို့ယသောဂိတ်တေသဗ္ဗဘောတိယတဆိုတာအချမ်းအယံအကျော်စောကောင်းတဲ့ဂုဏ်သတင်း
ကိုယ်ချမ်းရမဲ့ပုဂ္ဂိုလ်တွေကိတ္တိဆိုတာဂုံချီးမွမ်းခံရမှုအဲ့ဒါတွေရရှိနိုင်တယ်တဲ့ဒါနံပါတ်6နံပါတ်9ကအက္ခိယထပစ္စလတိဒေဝတာဝဝိရောစတိတိရိယအစိတောဟောတိယောမိတ္တနာနာတဝတိမိတ်ဆွေတွေမိဘဆွေမျိုးတွေဆရာသမားတွေနော်မိဘတွေဆရာသမားတွေပေါ်မှာမပြစ်မှားဘူးဆိုလို့ရှိရင်တဲ့မိအယောင်ဟာတောက်ပါတယ်လို့ဒီလိုလည်းညှိုးမိန်တာမဟုတ်ဘူးသူ့ရဲ့ဂုဏ်သတင်းကတောက်ပါတယ်လို့ပြောတာနော်မိလို့တောက်ပါတယ်ဆိုတာမညှိုးမိန်တာကိုပြောတာဂုဏ်သတင်းတောက်ပါတာကိုဒေဝတာဝဝိရောစတိနတ်ဟာတင့်တယ်သလိုသူ့ရဲ့ကျုပ်ဆင်းရလဲတင့်တယ်တိရိယအဆွေတော့ဘယ်နေရာသွားတာသူကကြက်သိရှိတယ်သူ့ဘယ်မှာတွေ့ကြက်သိရှိအဲ့တော့ကြက်သိဆိုတာဘာကိုခေါ်ရတော့လို့မေးပြန်တဲ့အခါတိရိတိပုံညပညာနာမေတ္တာတိဝဆနာကြက်သိဆိုတာလူတွေရဲ့ကြက်သိဆိုတာပတ်စံတို့ရွှေငွေတို့ယရနာတို့စိန်ပြေကြီးတွေဝတ်ထတာပြောတာမဟုတ်ဘူးသူကြက်သိဆိုတာဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုရှိခြင်းနဲ့အသိဉာဏ်ရှိခြင်းကိုကြက်သိလို့ခေါ်တယ်တိရိတိပုံညပညာနာမေတ္တာအဓိဝဆနာတိရိကြက်သိဆိုတာတဲ့ကုသိုလ်ကောင်းမှုရှိတယ်အသိပညာရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကြက်သိရှိတယ်လို့ခေါ်တယ်ဒီလိုလဲဆိုတယ်ဒါ9ခုမြောက်10ခုမြောက်ကြတော့ခာဝတ္တပစာယန္တိခိတ္တေဝုဒ္ဒံဝိရုဟတိဝုဒ္ဒနာဖလမတနာတိယောမိတ္တနာနာထုပတိသိဆွေတွေဆရာမိဘတွေပေါ်မှာမပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာတဲ့သူ့အိမ်မှာမွေးမြူထားတဲ့နွားတွေရှင်းတော့ကနွားမွေးတာတော့လူသားနွားမှမွေးတဲ့ဟာကိုဝိသကတို့တောင်နွားအကောင်ပေါင်းများစွာရှိတယ်လေအလားတူရင်တို့ဆိုရင်သူနွားကြောင့်သားရွာတောင်တဲထားတာရှေးခေတ်ကအဲ့ဒါမွေးမြူလို့ရှိရင်တော့နွားပဲမွေးကြပြီတော့ကြက်တွေဝက်တွေတော့သွားမမွေးနဲ့အဲ့ဒါအကုသိုလ်လုပ်တယ်ဥစားအဲ့ဒါတွေကတော့ပြစ်ရှိတယ်ဝက်မွေးသတ်စားစိတ်မွေးသတ်စားအဲ့လိုဟာတော့ပြစ်ရှိတယ်ဒီနွားမွေးပြီးတော့လို့ယူတာကတော့အပြစ်မရှိဘူးအဲ့တော့ရှေးကလည်းရှိတယ်အဲ့ဒါကိုပြောတာခာဝတ္တပစာယန္တိတယ်သူ့နွားကြမှာနွားတွေတိုးလာအဲ့တော့သူကမပြစ်မှားတဲ့ပုဂ္ဂိုလ်ဆိုရင်ခာဝတ္တပစာယန္တိသူ့မွေးတဲ့နွားချက်မှာနွားတွေဟာပို့ပြီးတော့နွားတွေဥယျတိုးလာတယ်ခိတ္တေဝုဒ္ဒံဝိရုဟတိစိုက်ခင်းတွေကလည်းပဲအပင်တွေကကောင်းကောင်းပေါက်တယ်ဖြစ်ထွန်းတယ်ဟုတ်ဒနာဖလမတနာတိစိုက်ထားတဲ့အပင်တွေကလည်းအသီးကျတယ်ဟုတ်တယ်ဒါတွေကဆက်ဆက်နေတာတချို့ကျတော့စိုက်ပြီးပိုးတွေကျပြီးအကုန်လုံးပျက်စီးသွားတဲ့ပုဂ္ဂိုလ်လည်းရှိတာပိုးမကြဘဲနဲ့ပိုးပြီးတော့သီးတာလည်းရှိတယ်ဒါတွေကတချို့ကလူကံကြမ္မာနဲ့ပတ်သက်တာတွေလည်းရှိတယ်အဲဒါကြောင့်မို့လူတော်လူကောင်းတွေမှာတဲ့ဝေးပြူထားတဲ့နွားတွေတိုးလာတယ်နော်လယ်မြေစိုက်ပြုတ်ထားတဲ့အားတွေကပို့ပြီးတော့ပေါက်တယ်နောက်စိုက်ထားတဲ့အားတွေကအသီးနှံတွေအများကြီးထွက်တယ်အဲ့လိုအကျိုးရှိပါတယ်တဲ့ဒါက10ခုမြောက်အကျိုး9ခုမြောက်ကြတော့6ကဘာကြီးတို့တောင်မော်တို့သစ်ပင်တို့ဟာအဲ့ဒီကနေပြီးတော့မတော်တဆ6ကဘာကြီးတဲ့ချော်ကြတယ်တောင်မော်ကမတော်တဆချော်ကြမယ်သစ်ပင်မော်ကမတော်တဆချော်ချမယ်စုတော်ပဋိဋ္ဌံလဘတိမိတ်ဆွေကိုမပြစ်မှားတဲ့ပုဂ္ဂိုလ်ဆိုတာအဲ့လိုမတော်တဆခြေကျော်လက်ချော်ကြပြီမဲ့လို့တဲ့ကံကောင်းပြီးတော့သူကဘယ်တော့မှအောက်ထီအောင်ခြေကျိုးလက်ကျိုးထီအောင်မကြဘူးတဲ့ကံကောင်းတယ်လို့ပြောတာနော်ဆိုလိုတာသစ်ပင်မော်ကြပြီမဲ့လို့အောက်မရောက်ဖက်နဲ့သစ်ကိုင်းမော်တင်နေတာတို့ချုံမော်တင်နေတာတို့ဘာမှတန်ရမရတာတို့ရှိတယ်လေဒါမျိုးတွေအဲ့တော့မိတ်ဆွေကိုမပြစ်မှားတဲ့ပုဂ္ဂိုလ်တွေကအဲ့လိုအကျိုးကျေးဇူးဒါနံပါတ်9နံပါတ်10ကျတော့လေဟာတချို့သစ်ပင်တွေဆိုရင်အလွယ်တကူတိုက်လှဲတယ်သို့တော့အမြင့်တွေကသိပ်တမ်းမာတဲ့ညောင်ပင်လို့အပင်မျိုးကြတော့မုံတိုင်းကတိုက်လှဲဖို့မလွယ်ဘူးသူကအမြင့်ကသိပ်ပြီးတော့ခိုင်တယ်အမြင့်တွေလည်းများတယ်အဲ့ဒီညောင်ပင်ဟာအမြင့်တွယ်မှုအားကောင်းသလိုပဲနံပါတ်10အကျိုးကတော့မိတ်ဆွေတွေဆရာသမားတွေမိဘတွေကိုမပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာတဲ့ကိုယ်ရံပြုခြင်းတဲ့ပုဂ္ဂိုလ်ဟာတောင်မှသူ့ကိုမတွန်းလှန်နိုင်ဘူးဘယ်တော့ပဲသူ့ကိုရံပြုသူ့ကိုလဲပြိုသွားအောင်မလုပ်နိုင်ဘူးလို့သူတို့ဆိုလို့